နောက်ကျောပြင်မှာအစီရရှိနေတော့ကိုကဲ့အင်ကြီးလေးတောင်မှတိတ်မဝေဖြစ်တော့ဘူးမင်္ဂလာပါတီချင်တော်ပါနောက်ကျောပြင်မှာအစီရရှိနေတဲ့အတွက်ကြောင့်ကိုကဲ့အင်ကြီးလေးတောင်တိတ်မဝေဖြစ်တဲ့ပြိုမီလို့ရှိလားဒီကနေ့လေ့ကျင့်ခန်းလေးကတော့နောက်ကျောကြက်သားလေးတွေကိုအသုံးပြုပြီးတော့ကစားရမယ့်လေ့ကျင့်ခန်းလေးဖြစ်ပါတယ်ဒါကြောင့်မို့နောက်ကျောပြင်မှာအစီရှိနေတဲ့ပြိုမီတို့လိုက်ပါကစားပြီးလို့ရတယ်နော်ဒီကစားနည်းအတွက်တော့အလေးသက်ဆုံးရှိဖို့လိုအပ်ပါတယ်အလေးမရှိဘူးဆိုရင်ဒီတန်ဖိုးအသုံးပြုပြီးတော့ကစားပြီးလို့ရပါတယ်ပြီးရင်ဦးဆုံး6ကလေးပခုံးကျဲထားမယ်ဒူကောင်းလေးကွေးပြီးတော့ကျောပြင်လေးကိုအရှိကိုင်းလိုက်ပါလက်ကလေးကိုပခုံးအောက်နားလေးမှာရှိဖို့တော့လိုအပ်မယ်ဒီနေထားကနေနောက်ကျောညင်အားကိုအသုံးပြုပြီးတော့အလေးလေးကိုခါပိန်းနားလေးကိုဆွဲတင်ရမှာဖြစ်ပါတယ်ဗီဒီယိုမှာပြထားတဲ့အတိုင်းလက်ကအရှိကိုအရန်ရောက်လို့မရပါဘူးပခုံးအောက်တက်လေးမှာအလေးတုံးလေးကိုရှိဖို့လိုအပ်ပါတယ်ဒီကစားနည်းလေးကိုတော့15ချိန်လေးကြော့ကစားပေးလို့ရပါတယ်ဒီလိုလေခုပြီးတော့ထိရောက်တဲ့လေ့ကျင့်ခန်းပုံစံတွေနဲ့ကျန်းမာတဲ့အစားအသောက်ပုံစံကိုတစုတစည်းတဲ့သင်ယူခြင်းနဲ့ဆိုရင်တော့ Healthy League 35သင်တန်းလေးကအကောင်းဆုံးပဲဖြစ်ပါတယ်ဒီသင်တန်းလေးကအချိန်မပေးနိုင်တဲ့အမျိုးသမီးတွေနဲ့အိမ်ရှင်မလေးတို့အတွက်အထူးရွယ်ပြီးတော့စီစဉ်ထားတာပါသင်တန်းလေးကအောက်တိုဘာ10ရက်နေ့မှာစမှာဖြစ်ပါတယ်သင်တန်းကာလ2လကို9000ခွဲချက်သာပေးသွင်းရမှာဖြစ်ပါတယ်စိတ်ဝင်စားရဆိုရင်တော့ Asian35 လို့ comment ဒါမှမဟုတ် Viber number 7979723228တို့မှာဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်ဗီဒီယိုလေးကိုဆုံးထိအောင်ကြည့်ပြီးလို့ကျေးဇူးများကြီးတင်ပါတယ်ကျမလာပါချင်တဲ့အမျိုးသမီးတိုင်းအတွက်ဒီ channel ရှိရနော်